င်္ဂလာပါခင်ဗျပန်းကဘာမြေ channel ကြိုဆိုပါတယ်ဒီကနေ့မှာတော့ပြင်ကျွန်တော်တို့ခင်ရတဲ့ဆီယာမပေါ့နော်ဆီယာမတယောက်ရဲ့ဆီယာမသားလေးပေါ့ဒီလေးငယ်လေးကြော်လို့ခေါ်ပါတယ်ခင်ဗျသူ့ကိုဒီမျှဝေခြင်းအစီအစဉ်မှာပါဝင်ရောက်ရှိလာတာဖြစ်ပါတယ်မနေ့စောစောဆိုတော့နည်းနည်းချမ်းတယ်ဗျသူ့ကိုကျွန်တော်ကားကိုအခြေခံခိုင်းလို့ပဲနီးစနစ်ကြကြနဲ့ကျွန်တော်နောက်ဆုံးအင်ဂျင်ဝန်ဂိတ်တိုင်းနာအစဆုံးမျှဝေပေးတော့မှာဖြစ်ပါတယ်ခင်ဗျကျွန်တော်သင်တန်းဆရာမဟုတ်ပါဘူးခင်ဗျကျွန်တော်တက်ထားသိသမျှလေးကိုကျွန်တော်မျှဝေပေးတာဖြစ်ပါတယ်ကျွန်တော်ရဲ့ပန်းကဘာမြေ channel ကိုကြည့်ရှုအားပေးနေတဲ့ညီကိုမောင်နှမများကိုလည်းကျွန်တော်ကျေးဇူးတင်ပါတယ်လို့ပြောပြရစီခင်ဗျကျွန်တော်ရဲ့ပန်းကဘာမြေ channel ကို like subscribe လေးမပေးရသေးများ like subscribe လေးပေးကြပါအောင်လို့တောင်းဆိုပါတယ်ခင်ဗျကဲကိုစိတ်နှပါကျမ်းမာချမ်းသာကြပါစေခင်ဗျ